ဒီကမှာတော့မမတို့ကိုထမင်းပေါင်းတစ်လုံးကိုဝယ်မယ်ဆိုလို့ရှိရင်ဘယ်ချက်ကလေးကိုကြည့်ပြီးတော့ဝယ်ရမယ်ဆိုတာလေးကိုအကြံပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။မတို့ထမင်းပေါင်းတစ်လုံးကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဒီထမင်းပေါင်းကိုဒီချက်တဲ့တွေကဒီအိုးပေါ့နော်ထမင်းချက်တဲ့အိုးကထူရပါမယ်။ထူခြင်းအပြင်ညီမတို့ပေါ့နော်ဒီထမင်းချက်ပြီးသွားလို့ရှိရင်ညီမတို့ကနှစ်တူပါပေါ့နော်ဒီထမင်းအိုးရရင်ထမင်းကိုခူးပြီးတော့သုံးဆောင်ရတယ်။ခူးတဲ့နေရာမှာညီမတို့ကအားနဲ့ခူးတယ်ပေါ့နော်အဲ့ရပါးတဲ့အခါကြာလို့ရှိရင်ညီမတို့ဒီဖိန်တွေကပိန်သွားတယ်တစ်ခါပိန်နှစ်ခါပိန်နဲ့ပိန်တဲ့နေရာလေးတွေအားလုံးကနေပြီးတော့အဲ့ဒါရေစိတ်နေပေါ့နော်ပေါက်သွားပြီးရေစိတ်တဲ့ခါကျတော့ညီမတို့ချက်တဲ့နေရာမှာလုံးဝအဆင်မပြေတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒီချက်တဲ့အိုးလေးကိုအထူလေးဝယ်ပါဒုတိယအချက်အနေနဲ့ကတော့ဒီအိုးသားပေါ့နော်ဒီအိုးသားကလည်းထူရမယ်ထူရလို့ရှိရင်ဒီအထဲတွေကကွိုင်ရလည်းပြည့်ရမယ်ပေါ့နော်ကိုယ်ပြည့်ရမယ်ဘာဖြစ်လို့ဒီထမင်းဒီကွိုင်လေးကပြည့်ရမလဲဆိုလို့ရှိရင်ညီမတို့ဒီထမင်းအိုးချက်တဲ့နေရာမှာပေါ့နော်လေးလုံးအိုးဆိုလို့ရှိရင်အနည်းဆုံး900 900နောက်တပီအိုးဆိုလို့ရှိရင်1000ကွိုင်ထိရှိရမယ်ပေါ့နော်အဲ့လိုကွိုင်မပြည့်တဲ့ခါကျလို့ရှိရင်ညီမတို့ထမင်းချက်တဲ့နေရာမှာမဆူချင်းနဲ့ဆူထမင်းသားကလေမလှပဲနဲ့ဘယ်လိုခေါ်မလဲပွားကြီးနဲ့ပျော့တွဲကြီးပေါ့နော်ဖွယ်ဖွယ်ကြီးဖြစ်တာမျိုးတွေနောက်တစ်ခါကျတော့ထမင်းကမကြက်ချင်မဲနဲ့ကြောက်သွားတဲ့ခါကျတော့ရေတွေဆက်လက်နဲ့ဖြစ်တာမျိုးတွေအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဒီလိုကွိုင်ပြည့်တဲ့ခါကျတော့ညီမတို့ထမင်းသားလည်းအကျဉ်းကြီးတယ်ထမင်းသားလည်းလှတယ်ထမင်းလေးကိုပေါ့နော်ဒီလိုကွိုင်ပြည့်နဲ့ချက်မှဆိုလို့ရှိရင်ထမင်းလေးကိုကော့နာပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေကွာပါတယ်အဲ့ဒါကြောင့်မလို့ဒီထမင်းအိုးပေါင်းဦးဝယ်နေရာမှာကွိုင်ပြည့်တာလေးကိုလည်းရွေးဝယ်စေချင်ပါတယ်တတိယအချက်ကတော့အာမခံချက်ပါတာအာမခံချက်ဘာဖြစ်လို့ပါတာဝယ်ရမလဲဆိုလို့ရှိရင်ညီမတို့ကဒီအာမခံမပါတဲ့အိုးဝယ်မိသွားပြီဆိုလို့ရှိရင်ပြတ်သွားပြီဆိုလို့ရှိရင်ညီမတို့ကနီးစက်ရဆိုင်မှာသွားပြီးတော့ပြင်ရမယ်အဲ့ပြင်တဲ့နေရာမှာညီမတို့ကနီးစက်တဲ့တူရလေးကိုပစ္စည်းလေးကိုညီမတို့ကစပျာဘက်ပစ္စည်းကိုဝယ်ပြီးထည့်ရတာပေါ့နော်ဘယ်လိုခေါ်မလဲပုံလုံးဝကွက်တိမကြတဲ့ဟာမျိုးရှိတယ်အဲ့ကကြတော့ဒီအိုးနာတယ်ပေါ့နော်အမကန်ဆက်ပါတဲ့ပစ္စည်းကြတော့ညီမတို့ဒီသူ့ပစ္စည်းနဲ့ပဲသူ့ကုမ္ပဏီမှာသူ့ပစ္စည်းနဲ့ပဲသူတခါတည်းသူတို့ကစားပစ်လုပ်ပေးတာဖြစ်တဲ့အတွက်ကိုပို့ပြီးတော့အဆင်ပြေတယ်ရေရှည်လဲပို့သုံးရတယ်ပေါ့နော်အဲ့ဒီချက်ကလေး3ချက်ကိုညီမတို့ကသတိထားပြီးတော့ဝယ်ပေးပါလို့နော်အခုညီမရှိမှရောက်ထားတဲ့ဟာတော့ညီမအခုပြောတဲ့အချက်3ချက်နဲ့ကြိုက်တယ်ပေါ့နော်တစိတ်ကလေးကတော့သူ့ရဲ့ brand လေးကတော့မမတို့အားလုံးသိပြီးသားဖြစ်တယ် Mydia brand လေးပေါ့နော် Mydia brand ဆိုလို့ရှိရင်အိုးသားကလည်းထူတယ်အဖုံးတွေဆိုလို့ရှိရင်အထူလေးကြီးပဲဓာကြီးတွေဆိုလည်းထူပိန်းတာပဲကွိုင်ရလည်းပြည့်တယ်တစ်နှစ်အာမခံလည်းပါတယ်ပေါ့နော်စားပစ်လုပ်ပေးတယ်ပေါ့နော်လေးလုံးချက်ကလေးပါ1.8 လီတာလေးပေါ့နော်အဲ့ဒါလေးက3,500နဲ့ညီမရောင်းချပေးမှဖြစ်ပါတယ်ဒီပစ္စည်းလေးလိုချင်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်06393335လေးမှာလည်းမှာယူနိုင်ပါပြီ